အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝင်းကဒီအရင်ဘက်ကကြံခဲ့တဲ့ဒီဝင်းတို့ရဲ့ခလာချဲဖို့ကြံနေရပေါ့နော်အဲ့တော့ဝင်းကဒီဝင်းသုံးမဲ့အယောင်လေးတွေကိုပြထားတယ် fine color နဲ့ touch new ထဲကဝင်းသုံးမယ်ပေါ့နော်အဲ့တော့ဒီအစိမ်းရောင်လေးကိုသုံးဖို့ဝင်းလောက်ထားတယ်ပေါ့နော်အဲ့တော့ပထမဆုံးဝင်းတို့အရိတ်ကြမဲ့နေရာလေးတွေကိုလိုက်ပြီးမှအရင်ဆုံးအယောင်ချမယ် shading ချမယ်ပေါ့နော် shading အရင်ချဲပြီးတော့ပြီးဆိုမှ window base ချဲတဲ့နီးနဲ့ဝင်ကသွားမှာဖြစ်ပါတယ်ဒီနီးက window beginner တွေအတွက်အရင်ကိုတင်တော်တဲ့နီးပါဒါဝင်ဆက်စတင်ပြီးကလေးကအမြဲတမ်းပြောခဲ့တဲ့စကားပါအဲ့တော့ဝင်တဲ့တူတူလိုက်ဆွဲချင်တဲ့သူတွေအတွက်ဆွဲလို့ရအောင်ဝင်ကဒီဗီဒီယိုလေးကိုအဓိကပြပေးထားရပါတော့ဒီဟာကဝင်တို့ shading အဓိကဒီပုံစံချဲမယ်ချဲပြီးတော့ရင်ဝင်တို့ဒီ shading နေရာမှာဝင်တို့ base အယောင်ပြန်ပြီးမှလိုက်ချဲရမယ်ပေါ့နော်အကယ်လို့အခုဝင်းချဲပြတယ်လို့မျိုးမချဲဘူးဆိုရင်ဝင်းတို့ရဲ့ဒီ base အယောင်လေးတွေကကွက်သွားတတ်တယ်အဲကြရင်ဝင်းတို့ရဲ့ဒီအယောင်ကအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ချဲတဲ့ဟာကလှလဲလှမှာမဟုတ်ဘူးအဲ့အတွက်ကြောင့် window ကဒီပုံစံလေးတိုင်းတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဝင်ဒီဥစ္စာလေးဆွဲပြတာက window ဒီ fashion illustration ကိုစိတ်ဝင်စားတယ်ဒါပေမဲ့သင်တန်းကြည့်လဲမတတ်နိုင်ဘူးဘယ်နည်းလေ့လာရမှလည်းမသိဘူးအင်္ဂလိပ်စာလည်းသိပြီးမှအဝင်ကွင်ကြားဖြစ်အောင်မလေ့လာနိုင်ဘူးပြီးရင်window ဒီမြန်မာပြည်မှာရှိတဲ့ window ရဲ့ material တွေနဲ့ဒီနိုင်ငံခြားမှာသုံးတဲ့ material တွေနဲ့မတူတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်အဲဒါကြောင့် window မြန်မာပြည်မှာရှာနိုင်တဲ့ဒီ material တွေနဲ့ပြန်ပြီးမှလေ့လာလို့ရတဲ့ channel တွေဆိုရင် window လက်ချိုးရည်လို့ရတယ်အဲဒါကြောင့်ဝင်းကဒီဟာကိုအဓိကသင်ပြပေးတာပေါ့နော်အဲ့တော့ဝင်းစကတ်ကိုပြန်သွားမယ်အင်ဂျီကပြီးသွားပြီပေါ့နော်ဝင်တို့ဒါဖန်ဆယ်နဲ့ခလာဖန်ဆယ်နဲ့တစ်သက်ပြန်လိုက်ချဲရမယ်ဒါမဲ့လောလောဆယ်ဝင်တို့မှာကမချောက်သေးတဲ့အတွက်ကြောင့်ဝင်ကစကတ်ကိုအရင်ပြန်တော့ချဲပါမယ်အဲ့တော့စကတ်ချဲတဲ့ခါမှာလဲဝင်တို့ shading ကိုအရင်ချမယ်ပေါ့နော် shading အရောင်ကိုအရင်လိုက်ချဲမယ်shading ဆိုတာဒီအရိပ်ကျတဲ့နေရာကိုပြောတာအရိပ်ကျတဲ့နေရာတွေကိုဝင်တို့အရင်ဥဆုံးလိုက်ချဲမယ်ဒါမှဝင်တို့ငယ်တုန်းကဆွဲတဲ့ပုံတွေလိုမျိုး flat drawing ပုံစံမျိုးမဖြစ်မှာအဲ့အတွက်ကြောင့်ဝင်တို့ကဒီလိုပုံစံလေးတွေကိုအဓိကထားပြောပေးတွားတယ်ပေါ့နော်ဒါပြီးတော့ရင်တော့ဝင်တို့ခဏကအင်ဂျီချဲတယ်လို့ပဲbase အယောင်လေးတွေနဲ့ဒီ shading နေရာကိုအရင်ထပ်မယ်ထပ်ပြီးမှဝင်တို့တကွက်ချင်းသွားမယ်ပေါ့နော်ဝင်တို့ beginner တွေမှာဒီ marker စကင်ရင်ပါအခက်ခဲရှိတတ်လဲဆိုရင် marker တွေ main ကွက်သွားတာပါညာအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ကြောင့်ဝင်အခုပြထားတဲ့နီလေးအတိုင်းဒီလို space များရင်များတယ်လို့ဝင်တို့တနိုင်တစ်ပိုင်အကွက်သေးသေးလေးတွေပဲနိုင်တလောက်လေးကိုခြေသွားတာကဝင်တို့အတွက်ပုံမှတက်တောင့်တတရှိတယ်ပြီးရင်ပုံထွက်လဲပိုလာတယ်ပေါ့နော်ဒီဝင်တို့ချေရမယ့်နေရာကြီးရင်ကြီးလို့ဝင်တို့ရမှာကအကြီးဖက်နဲ့အသေးဖက်ဆိုမှပြောင်းတုံးလို့ရရပါတော့အကြီးဖက်နဲ့ပြောင်းတုံးတဲ့အခါမှာဝင်တို့ဒီမာကာတွေကပုံမှန်အစင်းကြောင်းနေမှာဖြစ်တော့ဝင်တို့ရဲ့dress တွေကပုံမှန်လာတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဝင်ကဒီအကြီးတုံးတဲ့နေရာဆိုရင်အကြီးကိုတုံးပါလို့ပြောချင်ပါတယ်ဒါလေးဆိုရင်ဝင်တို့ဒီ sketch ပြီးသွားပြီပေါ့နော် sketch ပြီးသွားပြီဆိုရင်ဝင်တို့ဒီအခြေအနေမျိုးမှာဝင်တို့ color pencil အတွက်ထပ်လိုက်မယ်ဆိုဝင်တို့ရဲ့စာရွက်တွေကပေါက်သွားနိုင်တယ်ဝင်တို့သုံးလာတာက80 gram ပဲဖြစ်တဲ့အတွက်ကြောင့်ဝင်တို့ကဒီမာကာတွေ6ဖို့တစ်ချက်စောင်းရမှာပေါ့နော်အဲ့ဒီအချိန်မှာဝင်ကဖနက်ကိုအရင်ပြန်သွားမယ်ဖနက်ကိုဝင်ကအစိမ်းရောင်လေးပဲသုံးဖို့စဉ်းစားထားတယ်အင်ကြီးမှာသုံးထားတဲ့ shading ရောင်လေးကိုအရင်ချတယ်ပြီးတော့မှဝင်တို့ဒီထောင်းမှာ
ဝင်တော့အရေးကြမဲ့နေရာလေးတွေလိုက်ပြီးမှ shading အရောင်ချဲတယ်ပေါ့နော်ဒါပြီးသွားရင်ဝင်တော့ base အရောင်ကိုပြန်ပြီးမှလိုက်ချဲပါမယ် base အရောင်ချဲတဲ့အခါမှာဝင်တော့ဒီ shading အရောင်ပေါ်မှာတန်းပြီးမှတွက်ချဲတာမျိုးမဟုတ်ပဲနဲ့ဝင်တော့ shading လေးကိုအရင်ချဲပြီးကြမှာဝင်တော့ base ကိုအပြည့်ချဲမှာဒါဝင်တော့ရဲ့ချဲထားတဲ့ပုံစံကဒီဝင်ချဲပြတဲ့ပုံစံအတိုင်းထွက်မယ်ပေါ့နော်ဒါပြီးတော့ရင်အခုဝင်သုံးမဲ့ color pencil အရောင်ရဲ့ပြီးရင်ဝင်ချဲတဲ့အခါမှာအကြောင်းချဲတာမျိုးမဟုတ်ဘူးနဲ့ရင့်ရာကနေနှုတ်ပြည့်စင်တဲ့ဘောဖိဖို့ပေါ့နော်ဝင်တော့ဖိဖို့ပြီးမှအဲ့လိုမျိုးသုံးရမယ်အဲ့မှာဒါဝင်တော့ရဲ့ပုံနေပုံမှရုပ်လုံးကြွမယ်ပေါ့နော်ခဲတံနေခြုံမို့လို့ရင်လည်းမနှမျောပါနဲ့ဝင်တော့ပုံတစ်ပုံကောင်းရဖို့ဆိုဝင်တော့အများကြီးအဆင့်နဲ့အများကြီးလိုတယ်ပေါ့နော်စင်တိုင်းမှာလည်းအရေးကြီးလို့ဝင်တော့လှုပ်တင်တာတွေလည်းလှုပ်ဖို့လည်းပြောရှင်တယ်ပေါ့နော်ဒါဆိုရင်တော့ဝင်တော့ shading တွေချပြီးတလောက်နေပြီပေါ့နော်ဒါပြီးတော့ရင် Windows စကတ်မှာလည်းထိုနည်း၎င်းပဲ Windows shading ထပ်ချပါမယ်ဒီမှာဝင်းကအယောင်တွေအများကြီးပြထားတယ်အကယ်လို့ကိုကအများကြီးဝယ်ထားတာမရှိဘူးဘာမှလည်းဟိုထွေဘာမလုပ်ထားဆိုအနက်ရောင်တုံးလို့ရတယ်เนาะ color pencil အနက်ရောင်တုံးပြီးမှချဲလို့ရတယ်Windows lighting နေရာမှာဆိုရင် color pencil အဖြူရောင်ကိုတုံးလို့ရတယ်တာမဟုတ် unipan တွေကိုတုံးလို့ရတယ်ဒါကဝင်က color pencil တွေအများကြီးဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဝင်ကရှိတဲ့အရောင်ကိုရင်းတဲ့အရောင်တွေကနေတုံးတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ Windows ရဲ့စကတ်ပုံစံလေးပြီးပြီပေါ့နော်ဝင်ဒီဗီဒီယိုတွေတင်ဖို့တော်ကြာနေမှာပြန်တင်ဖြစ်တယ်ဆိုတော့နည်းနည်းတော့ boring ဖြစ်သွားတော့ပြီနော်ဝင်ရဲ့ပုံလေးတွေကြည့်ပြီးမှလိုက်ဆွဲတူရတော့ဝင်တော့လည်းဒီဖမအခြေအနေမျိုးကြောင့်ဝင်လည်းဒီဘက်ကိုခဏနားထားရရပါတော့ဝင်တော့ line လည်းမရပါလည်းမရဆိုတော့အခုမှဝင်ကပြန် try တာဆိုတော့ဝင်ကိုတစ်ချက်ဒီခံပေးကြပါအောင်လို့ဝင်ရဲ့အချိန်ရတယ်လို့တော့တင်ပေးမယ်နော်ဒါပြီးတော့ရင်တော့ဝင်တို့ shading ရောင်နေပြီးတော့ပြီအခုကဝင်တို့ lighting ပေါ့နော်ဒီမှာဆိုရင်ဝင် shading တွေအများကြီးရှောက်ပြထားတယ်beginner တွေဆိုရင်တော်တော်ကောင်းရှုပ်သွားလောက်တယ်ဝင်ကအဲ့လိုမျိုးအများကြီးမတုံးချင်ဆိုရင်အနက်ရောင်နဲ့ဝင်ပြောလို့အရောင်နုလေးအဖြူရောင်ဖက်သွားတဲ့ရောင်လေးကိုတုံးတောင်းမဟုတ်ရင်ဘာမှသူတွေရူမရှိဆိုရင် color pencil ဒီအနက်ရောင်တုံးပြီးမှ lighting အတွက်ဆိုရင် color pencil အဖြူရောင်တုံးလို့ရတယ်နော်ဒါပြီးတော့ဝင်က line ပန်ကိုဒီနောက်ဆုံးမှာဝင်တို့လိုအပ်တယ်လို့ဖြည့်မယ်ဝင်ကတစ်ထည်လုံး line ပန်ကြီးအရင်ထပ်ပြီးမှ color တွေချဲတာမျိုးဝင်ကသဘောမကျဘူးဒါဝင်ရ personally style ပေါ့နော်ဒါဆိုရင်တော့ Windows ရဲ့ပုံကပြီးတလောက်နေတော့ပြီး beginner တွေအတွက်ဆိုတလောက်ဆိုတော့ရုပ်လုံးကြွားရတလား Windows ဒါဆိုရင်တော့ Japan ကဝင်က highlight အတွက်တုံးမယ်ဒီမှာဝင်3မျိုးတောင်ပြထားရပါတော့တစ်ချောင်းရှိရင်ရပြီနော်ဘာလို့ဆိုတစ်ခုနဲ့တစ်ခုတော့ quality တော့မတူဘူး Windows ဈေးပေါ်မူတည်ပြီးမှဒီ shading ရောင်တွေချဲတဲ့အခါမှာသူကဖြူလေးကြံခဲ့တာရှိတယ်ဒါမှမဟုတ်ရင်တချို့Japan တွေကြတော့သူကနည်းနည်းအယောင်ပြန်ဆုပ်သွားတာဆိုတော့လေသူကဖြူလေးမကြံမနဲ့အောက်ကမင်းအယောင်လေးဝါလေးကျန်တာတော့အဲ့လိုမျိုးပုံစံမျိုးလဲရှိတတ်တယ်ပေါ့နော်ဒါကကိုသုံးတဲ့ budget ပုံမူတည်မှထွက်လာမဲ့ပုံစံပဲဖြစ်ပါတယ်အဲ့တော့ဝင်ကတော့နည်းနည်းလေးကောင်းတာလေးသုံးရင်တော့ပုံမှန်အဆင်ပြေပါတော့အဓိက uni ထဲကသုံးရင်ပိုကောင်းတယ်ပြီးရင်မာကာတွေကအမြဲဝင်တို့ဒီ lighting တွေထဲမှာ color pencil ထဲမှာဆိုမာကာတွေဝင်တို့ချဲတိုင်းမာကာတွေက6နေဖို့လိုမယ်ပေါ့နော်
အဲ့မှာ6ဘူးဆိုရင်လည်းခဏကဝင်ပြောတဲ့ပုံစံမျိုးဝင်းတို့highlight တွေကဖြူဖြူလေးမကြံမနဲ့အယောင်တွေစုပ်နေတာမျိုးဖြစ်တတ်တယ်ဒါဆိုရင်တော့ Windows ဆွဲထားတဲ့ပုံလေးတွေကပြီးပြီပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်တတ